Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Premier League ပွဲစဉ်16ပြည့်ဘုံမောက်ကိုအိမ်ဝင်းမှာလက်ခံကစားရမယ့်ပွဲမှာ Brian Mbeumo မဖြစ်မနေကျွန်တော်ပါဖို့အတွက်ကျွန်တော်မျှော်လင့်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာဖရိကပွဲစဉ်တွေလာတော့မယ်ဆိုတော့ Amorim သတင်းစာရှင်းလင်းပွဲမှာပြောထားသလိုပဲ Mbeumo ရဲ့ Ahmed Diallo ရဲ့ကျွန်တော်ဒီဘယ်လိုပြောမလဲမာဇာဝီယေကပေါ့နော်အခုချိန်ဒီပါမသိရသေးဘူးပေါ့ကျွန်တော်တို့ကသူများတွေလိုမျိုး weekend မှာကစားမှာမဟုတ်ဘဲနဲ့တနင်္လာနေ့ဖြစ်နေတယ်ဆိုတော့ပေါ့နော်ဒီကစားမတွေကိုကျွန်တော်တို့ဒီကြားထဲမှာနိုင်ငံလက်ရွေးစင်ကိုလက်လွတ်ရတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အသင်းမှာသုံးခွင့်ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ပြဿနာကတေချာပေါက်ဘာမှမသိရသေးဘူးဆိုပြီးတော့သူပြောထားတယ်ဒါတိတ်တရင်ကောင်းတော့မဟုတ်ပါဘူးဒါပေမဲ့လို့ Mbeumo Ahmed Diallo နဲ့ကျွန်တော်ဒီမာစတာဗီတို့3ယောက်ကိုတော့အတင်းရဲ့ပွဲထွက်လူစင်းတွေမှာပါလာဖို့မျှော်လင့်ရမယ်ဒါမှမဟုတ်ဘုံကောင်းတဲ့ပွဲမှာကစားခွင့်ရဖို့ကျွန်တော်မျှော်လင့်ရမယ်အဲ့ဒီတဲမှာ Mbeumo ကိုကျွန်တော်အနေနဲ့ပို့ပြီးတော့မျှော်လင့်ရမယ်ဘာကြောင့်လဲဆိုတော့ Mbeumo ဒီဘုံမောက်ကိုတွေ့တိုင်းမှာဒုက္ခပေးနိုင်တဲ့ကစားမှာဖြစ်နေလို့ပဲ Brian Mbeumo ကအဲ့တော့ဒီဘုံမောက်တဲ့ပွဲမှာကျွန်တော်တို့အရေးကြီးပါတယ် Mbeumo ကထားပါတော့တိုက်စစ်မှာဆိုရင် Benjamin Sesko မပါနိုင်သေးတဲ့ချိန်ပြီးလို့ရှိရင်ဗာလဲMatis Cunha စီကနေပြီးတော့ဗောနော်အရန်ကောင်းတဲ့ performance တွေကျွန်တော်တို့ဗောနော်ဒီ output numbers တွေမြင်မနေရသေးတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တယောက်ကျွန်တော်တိုက်စစ်မှာအားကိုးရတာဆိုတော့ Mbeumo ပဲရှိတယ်အဲ့ဒီတဲကမှသူဟာဘုံမောင်းနဲ့တွေ့ရင်ရလက်တွေကောင်းထားလေးရှိပါတယ်ဆိုတော့ Mbeumo ကဘုံမောင်းနဲ့တွေ့တဲ့အခါရလက်ကောင်းတွေရှိတဲ့တဲမှာနောက်ဆုံးဘယ်လိုပြောမလဲ Mbeumo ပေါ့နော်ဘုံမောင်းနဲ့ရှင်မြိုင်ကစားထားတဲ့6ပွဲမှာကျွန်တော်အနေနဲ့ရှုံးပွဲရှိမထားသေးပါဘူး4ပွဲထိဘုံမောင်းကိုနိုင်ထားတယ်နှစ်ပွဲတီကြထားတယ်ပေါ့ဘုံမောင်းနဲ့တွေ့ထားတဲ့နောက်ဆုံး6ချိန်မှာ Mbeumo ကဒါတော်တော်လေးကောင်းပါတယ်ဒါအပြင်ဘုံမောက်ကိုရှင်မြိုင်ထားတဲ့နောက်ဆုံး4ပွဲမှာ Mbeumo ကဂိုးပါဝင်ပတ်သက်မှု9ချိန်ထိကျွန်တော်တို့ပြုလုပ်ထားနိုင်နေပေါ့ဒါဟာ data တွေရပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့ Mbeumo ဒီဘုံမောက်နောက်တန်းကိုကောင်းဒုက္ခပေးနိုင်စွမ်းရှိတယ်လို့ကျွန်တော်မြင်တယ်ပို့ပြီးတော့ကျွန်တော်တို့မျှော်လင့်ရမှာကဒီပွဲမှာပေါ့နော်ကျွန်တော်တိုက်စစ်ဟာဂိုးရနိုင်ကြည်ဒီအများကြီးရှိနေတယ်လို့ကျွန်တော်ထင်တယ်Old Trafford မှာကစားမဲ့ပွဲဖြစ်တဲ့အပြင်เนาะကျွန်တော်တို့ဘုံမောက်ရဲ့နောက်တန်းဟာအိမ်ကွင်းမှာအဝေးကွင်းမှာဂိုးတွေအများကြီးပေးနေရတာပါဒီ Premier League မှာပေါ့နော်ဘုံမောက်ရဲ့နောက်တန်းကဆိုတော့ထားပါတော့ Premier League အဝေးကွင်းသူတို့ကစားထားတဲ့9ပွဲဒီရာဒီမှာ19ဂိုးဒီဂိုးပေးထားရတယ်19ဂိုးပါ9ပွဲမှာ19ဂိုးဒီပေးထားရတယ်အဲ့တော့ကျွန်တော်ကတော့ Mbeumo လိုတိုက်စစ်ကစားမမျိုး Matis Cunha လိုတိုက်စစ်ကစားမမျိုးပြီးရင်ကျွန်တော်တို့ဗောနော် Mason Mount လို player မျိုးဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ဘုံမောက်နောက်တန်းမှာကျွန်တော်အခွင့်အရေးတွေရလာမယ်ဆိုရင်ဂိုးတွေသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကိုရီဘက်ကလည်းပဲเนาะကျွန်တော်ပွဲကြို30ချက်မှာပြောသလိုပဲကျွန်တော်ပွဲကြိုဗီဒီယိုမှာပြောသလိုပဲ clean sheet တွေပါတယ်ယူနိုင်ဖို့တော့ခဲရင်းနေဗောနော်ကျွန်တော်တို့က clean sheet မယူနိုင်တာတော်တော်ကြာနေပြီဗျာအဲ့တော့ဒါပေမဲ့လို့ကျွန်တော်တို့ကကိုဘက်ကဂိုးပူသွင်းနိုင်နေဆိုရင်နိုင်ပွဲရလက်ကကျွန်တော်ရလာမှာပဲအဲ့တော့ Mbeumo ဒီရေးကြီးပါတယ်နော်နောက်ဆုံး4ချိန်တွေ့ထားတဲ့နေရာနောက်ဆုံး4ချိန်မှာသူဘုံမောက်ကိုနောက်ဆုံးရှင်မြိုင်ထားတဲ့4ချိန်မှာဂိုးပါဝင်ပတ်သက်မှု9ချိန်ရှိထားတယ်ပေါ့ဒါအပြင်Sesko ရဲ့ကုညာရဲ့ Brian Mbeumo ရဲ့ဒီ3ယောက်မှာအသစ်ခေါ်ထားတဲ့တိုက်စစ်တွေမှာ Mbeumo ဒီအသင်းအတွက်အကောင်းဆုံးကစားမဖြစ်ကျွန်တော်မြင်နေရတယ်အဲ့တော့ Mbeumo ဒီကျွန်တော် Manchester United ကအများကြီးအရေးပါပါတယ်အများကြီးအရေးပါပါတယ်ဆိုတော့ဒီပွဲမှာဆိုပူတော်မှအရေးပါအောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ် Mbeumo ကိုကျွန်တော်မဖြစ်မနေမြင်ရဖို့လိုတယ်ခုနကပြောတဲ့အာဖရိကဖလားတွေဘာတွေလဲဂျားထဲမှာမသွားရသေးဘူးကျွန်တော်မျှော်နေတယ်ဒါအပြင်ကျွန်တော်ဒီဘုံမောင်းတဲ့ပွဲမှာသူ3မှတ်တွေဘာတွေယူပေးသွားမယ်ဆိုရင်တော့မစိုးဘူးဗျသူရှိနေတဲ့ကာလအတော်တွင်းမှာရသလောက်အမှတ်တွေကျွန်တော်ကယူပြီးတော့သူ့ကိုကျွန်တော်နိုင်ငံလက်ရွေးစင်တွေတွားခိုင်းဘန်ဂျီတို့ပြန်လာမယ်မီဆန်မောင်းရှိမယ်ခြေသွင်းပြနေပြီကုညာရှိအောင်မယ်ပေါ့နော်အဲကြလို့ရှိရင်တော့သူတို့အာဖရိကသွားနေတဲ့အခြေအနေမျိုးမှာကျွန်တော်စိတ်ပူစရာဆိုလို့ win back လောက်ပဲကျွန်တော်ရှိတော့မှာအာမက်နေရနော်နံပါတ်10ကအဲ့လောက်ကြီးစိတ်ပူရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ Mbeumo အတွက်ဘုံမောင်းတဲ့ပွဲမှာကျွန်တော်မဖြစ်မနေပါဝင်ကစားတာမျိုးမြင်ရဖို့ကျွန်တော်လိုပါတယ်ဆိုတော့ Mbeumo ဒီဂိုးပါဝင်ပတ်သက်မှုတွေထပ်ပြီးတော့လှုပ်ပြနိုင်မဲ့အနေထိုင်မှုတော့ကျွန်တော်ရှိနေတယ်ဒီကလိုရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်